Eco ရဲ့ special program လေးကိုဘာကြောင့်ရွေးချယ်ပြီးတက်ဖြစ်ခဲ့ရတာပါလဲရှင်ဟုတ်ကဲ့ပါရှင်ဒီချက်သမီးအနေနဲ့ပေါ့နော်ဒီ Eco Year Special Program ကိုရွေးထည့်လိုက်ရတဲ့အဓိကအကြောင်းရင်းလေးကတော့သမီးအနေနဲ့ဂျာမနီမျိုးပေါ့နော်အချိန်တိုလေးတွင်မှာအများဆုံးသွားချင်တာဖြစ်တဲ့အတွက်ဒီ Eco Year Special Program လေးကိုရွေးထည့်လိုက်ရခြင်းဖြစ်ပါရဲ့ရှင်ဟုတ်ဂျာမန်စာကိုအချိန်တိုလေးလာလေးအတွင်းမှာသင်ယူခဲ့ရတဲ့အတွက်သမီးအတွက်စိန်ခေါ်မှုတွေရောရှိခဲ့ပါသလားဟုတ်ကဲ့ပါရှင်ဒီချက်အမှန်တည်းပြောမယ်ဆိုလို့ရှိရင်တော့သမီးအနေနဲ့ပေါ့နော်ဒီဘာသာစကားတစ်ခုအချိန်တိုလေးလာအတွင်းမှာသင်ယူတက်မြောက်ဖို့ဆိုတာတော့စိန်ခေါ်မှုတစ်ခုတော့ဖြစ်ခဲ့ပါရှင်ဒါပေမဲ့စိန်ခေါ်မှုလေးတွေသမီးအနေနဲ့ပေါ့နော်အကောင်းဆုံးနဲ့တက်နိုင်ဆုံးစူးစမ်းပြီးတော့ကြော်လွှားခဲ့ပါတယ်အဲ့လိုကြော်လွှားတဲ့နေရာမှာလည်းဒီသင်ကြားပေးတဲ့ဆရာဆရာမကြီးရဲ့ပေါ့နော်စေတနာထားမေတ္တာထားပြီးတော့ဒီ guideline ချပေးမှုတွေကိုသမီးအနေနဲ့အကောင်းဆုံးလိုက်နာပြီးတော့ကြော်လွှားနိုင်ခဲ့ပါရဲ့ရှင်ဟုတ်နောက်ပြီးသားလို့ရှိရင်ပေါ့နော်ဒီဂျာမန်စာလေးလာတဲ့နေရာမှာ time management ကောင်းကောင်းလေးလုပ်ပြီးတော့အဲ့ဒါလေးကောင်းကောင်းလေးသုံးချဖို့လည်းအရန်အရေးကြီးပါတယ်အဲ့လိုမျိုးလုပ်သွားမယ်ဆိုလို့ရှိရင်အချိန်တိုလေးတွင်းမှာပေါ့နော်ဒီစိန်ခေါ်မှုတွေကိုကြော်လွှားနိုင်ပြီးတော့အောင်မြင်မှုတစ်ခုရရှိမယ်လို့တော့ကျွန်မပြောချင်ပါတယ်ရှင်ဟုတ်ဂျာမန်စာကိုအခုကနေစတင်ပြီးလေ့လာမယ့်သူတွေရဲ့ဂျာမနီနိုင်ငံကိုအမြန်ဆုံးရောက်ချင်တဲ့သူတွေအတွက်ဘယ်လိုအကြံလေးများသမီးကပေးချင်ပါတယ်လဲရှင်ဟုတ်ကဲ့ပါရှင်ဒီချက်သမီးအနေနဲ့ပေါ့နော်အခုမှဂျာမန်စာစတင်လေ့လာမယ့်သူတွေနဲ့ဂျာမနီပြည်ကိုအများဆုံးသွားချင်တဲ့သူတွေအတွက်ပေါ့နော်အရင်ဦးဆုံးပေါ့နော်ဂျာမနီပြည်ကိုသွားချင်တဲ့ဆန္ဒစိတ်ကျင်းပြဖို့တော့လိုမယ်လို့ထင်ပါတယ်ရှင်နောက်ပြီးသွားလို့ရှိရင်မိမိကိုယ်ကိုပေါ့နော်ဒီဂျာမန်စာကိုစိတ်အားထက်သန်စွာပေါ့နော်လေ့လာပြီးတော့ဒီဇိုင်းမတ်လုပ်သွားမယ်ဆိုလို့ရှိရင်အချိန်တိုလေးတွင်းမှာအောင်မြင်မှုတစ်ခုရရှိမယ်လို့ကျွန်မယုံကြည်ပါတယ်နောက်ပြီးသွားလို့ရှိရင်ဒီလိုမျိုးပေါ့နော်အချိန်တိုလေးတွင်းမှာအောင်မြင်မှုရချင်တယ်ဆိုလို့ရှိရင်တော့ဒီ Eco နဲ့ဆက်သွယ်ပြီးတော့စုံစမ်းမြင်မြန်မယ်ဆိုလို့ရှိရင်အချိန်တိုလေးတွင်းမှာဂျာမနီမျိုးကိုရောက်သွားနိုင်မယ်လို့ကျွန်မအကြံကောင်းလေးပေးချင်ပါတယ်ရှင်အခုလိုဖြေကြားပေးတဲ့သမီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဂျာမနီမျိုးပေါ်မှာလည်းအောင်မြင်မှုတွေရရှိပါစေလို့ Eco ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်တချင်ဟုတ်